အင်တာနက်သုံးနေတဲ့အချိန်တိုင်းကျွန်တော်တို့ဝင်ကြည့်နေတဲ့ web page တိုင်းရဲ့နောက်ွယ်မှာမျက်စိနဲ့မမြင်ရတဲ့ engine ကြီးတစ်ခုအမြဲတမ်းအလုပ်လုပ်နေတဲ့ဆိုလားသတိထားမိကြလားဟုတ်ပါတယ်ဒီနေ့ရှင်းပြပေးမယ့်အစီအစဉ်မှာတော့အဲ့ဒီ engine ကြီးဖြစ်တဲ့ document object model ဒါမှမဟုတ်အလွယ်ခေါ်တဲ့ DOM ကြောင်းကိုစိတ်ဝင်စားလျက်ဖော်ထုတ်သွားပါမယ်မြင်တက်နေတဲ့စာမျက်နှာတစ်ခုကနေအသက်ဝင်လှုပ်ရှားနေတဲ့အရာတစ်ခုဖြစ်ဘလို့ပြောင်းလဲသွားတယ်လဲဆိုတာအတူတူကြည့်ရကြရအောင်ဒီနေ့ပြောပြသွားမယ့်အစီအစဉ်မှာတော့အပိုင်း1အနေနဲ့ DOM tree စတင်ဖြစ်ပေါ်လာပုံအပိုင်း2 DOM node တွေရဲ့ဖွဲ့စည်းပုံပြီးရင်အပိုင်း3 DOM structure အတွင်းတွာလာခြင်းအပိုင်း4အသက်ဝင်နေတဲ့ page ကိုပြုပြင်ခြင်းအပိုင်း5 head element ရဲ့အတွင်းပိုင်းနဲ့နောက်ဆုံးအပိုင်း6အနေနဲ့ kit web ရဲ့အခြေခံအုံးမြစ်ဆိုပြီးအဓိကအပိုင်း6ပိုင်းခွဲပြီးဆွေးနွေးသွားပါမယ်ကဲအပိုင်းနဲ့ကိုစလိုက်ကြရအောင် DOM 3 စတင်ဖြစ်ပေါ်လာပုံတနည်းအားဖြင့်ပုံချန်ကနေအစောစီတော့ပေါ့ DOM ဆိုတာဘာလဲဆိုရင်တေချာတာတစ်ခုက hard drive ထဲမှာညင်နေတဲ့ file တစ်ခုမဟုတ်ပါဘူး browser က HTML file ကိုဖတ်ယူပြီးတဲ့နောက် computer memory ထဲမှာချက်ချင်းတိစောက်လိုက်တဲ့အသက်ဝင်နေတဲ့ object tree ကြီးပဲဖြစ်ပါတယ် JavaScript ကနေလိုသလိုဖတ်နိုင်ပြည့်နိုင်ဖြည့်နိုင်အောင် memory ထဲမှာအသက်သွင်းလိုက်တဲ့ပုံတူ copy ကြီးလို့မြင်ကြည့်လို့ရပါတယ်ဒီလိုဒီနေရာမှာစဉ်းစားစရာမေးခွန်းတစ်ခုပေါ်လာပြီပေါ့။ internet ကနေ download ဆွဲချလိုက်တဲ့စာသားဖိုင်လေးတစ်ခုကကျွန်တော်တို့မျက်စိရှေ့မှာလှပသေးတဲ့ website တစ်ခုဖြစ်ဘယ်လိုများအဆင့်ဆင့်ပြောင်းလဲသွားတာလဲ။လုပ်ငန်းစဉ်စင်ကြောင်းစစ်ရှိပါတယ်။ပထမဆုံး browser က HTML ကို download လုပ်မယ်။ပြီးတာနဲ့ parser ကဖတ်ပြီးခုနကပြောတဲ့ DOM tree ကိုတိစော့ပါတယ်။တပြိုင်နက်တည်းမှာပဲ CSS ကိုလည်းဖတ်ပြီး CSOM tree ဆိုတာကိုပါတိစော့ပါတယ်။ဟုတ်ပြီ။ဒီ tree နှစ်ခုကိုပေါင်းစပ်လိုက်တော့မှ render tree ဆိုတာဖြစ်လာတာကိုအဲ့ဒီ5ရောက်မှသာ JavaScript ကဝင်လာပြီး DOM ကိုလိုသလိုပြုပြင်တာပါ။ကဲနောက်ဆုံးအားလုံးပြီးသွားမှ screen ပေါ်မှာ save ချလိုက်တယ်လို့ပုံဖော်ပြတတ်လိုက်တာဖြစ်ပါတယ်။တကယ်ကိုချိန်ဆက်မိအလုပ်လုပ်သွားတာပါဆက်ပြီးအပိုင်း2အနေနဲ့ DOM node ရဲ့ဖွဲ့စည်းပုံတစ်ပင်ရဲ့အကားရခက်များအကြောင်းကိုတွားကြည့်အောင် memory ထဲမှာတစ်ပင်ကြီးတိဆောက်ပြီးပြီဆိုတော့ဒီအခါရခက်တွေကဘာတွေလဲဆိုတာအသေးစိတ်ခွဲကြည့်ကြမယ်အဓိက၄မျိုးရှိပါတယ်တစ်ပင်ရဲ့အငင်းဆုံးအရင်မြစ် root ကြီးဖြစ်တဲ့ document node ပါမယ်သူအောက်ကနေ div တို့ p တို့လို HTML tag တွေဖြစ်တဲ့ element node တွေခက်ချထုတ်လာမယ်အဲ့ဒီကြားထဲကစာသားတွေဖြစ်တဲ့ text node တွေပြီးတော့ element တွေရဲ့သတ်မှတ်ချက်တွေဖြစ်တဲ့ attribute node တွေပါဝင်ပါတယ်တကယ်ကိုအခါရခက်တွေလို့ဖွဲ့စည်းထားတာပါကဲအပိုင်းတော့ DOM structure တွင်တွာလာခြင်းတနည်းအားဖြင့် element တွေကို sharp ဖွေရယူခြင်းအကြောင်းဆက်ကြမယ် JavaScript အနေနဲ့ဒီအခန်းခက်တွေကိုလိုထလို့ပြုပြင်နိုင်ဖို့ဆိုတာတိတိကျကျရှာဖွေဖန်ယူနိုင်မဲ့နီလန်းနေလိုအပ်လာပါပြီelements တွေကိုရှာဖို့အဓိကနီလန်၄မျိုးရှိပါတယ် get element by id က id ကိုတွန်းပြီး element တစ်ခုတည်းကိုကွက်တိရှာပြီးပဲ get elements by class name ကတော့ class တူတာတွေကိုအများကြီးစုပြီးပြန်ပေးတယ်ဒါပေမဲ့လက်တွေ့မှာပို့ပြီးအသုံးဝင်ပြီးလူသုံးများတာကတော့ query selector နဲ့ query selector all ပါဘာလို့လဲဆိုတော့သူတို့က CSS selector တွေကိုတိုက်ရိုက်အသုံးပြုနိုင်လို့ပဲဖြစ်ပါတယ်ဒီ query selector တွေအားသာချက်ကတကယ်ကိုပြောင်းလဲပြီးလွယ်ရှိလွန်းတာပါပဲ web developer တွေနေစဉ်သုံးနေကြ CSS targeting rule တွေဥပမာအဆက်လေးနဲ့ရေးတဲ့ class တွေ hashtag နဲ့ရေးတဲ့ ID တွေဒါမှမဟုတ်အစင်စင်ဖွဲ့စည်းထားတဲ့ element တွေကိုပါသုံးပြီးတော့နဲ့က node တွေကိုအလွယ်တကူဆွဲထုတ်နိုင်ပါတယ်ပထမဆုံးတွေ့တဲ့တစ်ခုတည်းကိုပဲဖြစ်ဖြစ်ကိုက်ညီတဲ့မြတ်အားလုံးကိုပဲဖြစ်ဖြစ်အလွယ်လေးရေးသုံးလို့ရပါတယ်တော်တော်လေးမိုက်တယ်နော်ဟုတ်ပြီအပိုင်း၄ကိုရောက်လာပါပြီအသက်ဝင်နေတဲ့ page ကိုပြုပြင်ခြင်းသို့မဟုတ် DOM ကိုမွမ်းမံခြင်းပေါ့element တွေကိုဖန်ယူပြီးတဲ့နောက် JavaScript နဲ့ဘာတွေဆက်လုပ်လို့ရတယ်လဲဆိုတာကြည့်အောင် JavaScript က DOM အပေါ်မှာဘယ်လောက်တောင်အာဏာဆက်ပြင်းတယ်လဲဆိုရင်ရှိပြီးတဲ့စာသားတွေကိုချက်ချင်းပြောင်းပြင်နိုင်တယ်နောက်ခံရောင်တွေအရွယ်အစားစားတဲ့ styling တွေကိုပြင်နိုင်တယ် set attribute နဲ့ class တွေအသစ်ထည့်နိုင်တယ် element အသစ်တွေဖန်တီးပြီးအဖန်ချိုင်းနဲ့ထည့်နိုင်တယ်လို့မလိုတာတွေကိုလည်း remove နဲ့ချက်ချင်းဖျက်ပြင်နိုင်ပါတယ်အရေးကြီးဆုံးတစ်ချက်ကတော့ add event listener ကိုသုံးပြီးအသုံးပြုသူက click လိုက်တာမျိုးကိုစောင့်ကြည့်တွန်းပြနိုင်တာပါပဲလုံးဝကိုအသက်ဝင်တော့တာပါကဲအပိုင်း9အနေနဲ့ head element ရဲ့အတွင်းပိုင်းမမြင်ရတဲ့ engine စီကိုဆက်သွားကြမယ် DOM ကိုပြုပြင်နေဆိုတာမင်းစီနဲ့မြင်ရတဲ့စာမျက်နှာဘုတ်ကအရာတွေချေဖယ်မကပါဘူးနောက်ွယ်က head element ထဲကိုဝင်ပြီး page ရဲ့ title ခေါင်းစဉ်ကိုပြောင်းပြနိုင်တယ်လို့ SEO တဲ့အရန်ရေးပါတဲ့ meta text တွေကိုလည်းရှောက်ဖွေဖတ်ရှုနိုင်တယ်ပိုပြီးအနောက်ဆရာခေါင်းနာကလိုအပ်လာရင် CSS style sheet file တွေကိုတောင်ချက်ချင်းဖန်တီးပြီးအသက်သွင်းပေးနိုင်တာပါပဲနောက်ွယ်ကနေတိတ်တိတ်စိတ်နဲ့အလုပ်တွေအများကြီးလုပ်ပေးနေတာပါနောက်ဆုံးပိုင်း6ပါခေတ်တဲ့ဝရဲ့အခြေခံအုပ်မြစ်အဓိကအလဲပြောင်းဒီနေရာမှာ DOM နဲ့ပတ်သက်ပြီးအလုံးအရေးပါတဲ့အလဲပြောင်းတစ်ခုကိုတတိထားမိဖို့လိုပါတယ်
အရေးကြီးဆုံးမှတ်သားရမယ့်ကွာခြားချက်ကဒါပါ hard disk ထဲမှာတင်ထားတဲ့မူလ HTML source code file ဆိုတာပုံချမ်းသက်ပါ browser ရဲ့ memory ထဲမှာတိစောက်ထားတဲ့အသက်ဝင်နေတဲ့ DOM tree နဲ့လုံးဝမတူပါဘူး JavaScript နဲ့ကျွန်တော်တို့ဘာပဲပြင်ဘာပဲပြောင်း memory ထဲက tree ကပြောင်းလဲသွားတာဖြစ်ပြီးမူလ file ကြီးကတော့ဘာမှပြောင်းလဲသွားခြင်းမရှိပါဘူး ဒါကြောင့်အရေးကြီးဆုံးမှတ်သားရမယ့်ချက်ကတော့ DOM နဲ့မူလ HTML source code ဟာတထက်တည်းမတုံညီဘူးဆိုတာပါပဲ DOM ပေါ်ကအပြောင်းလဲမှန်သမျှဟာယာယီတာဖြစ်ပါတယ်ဒါကြောင့်မလို့ page ကို refresh ပြန်လုပ်လိုက်တာနဲ့အပြောင်းလဲတွေအားလုံးပျောက်သွားပြီးမူလ HTML ပုံစံအတိုင်းအစကနေပြန်ဖြစ်သွားတာပေါ့ ဒီအချက်တွေကြောင့်ပဲ DOM ကိုနားလည်ခြင်းဟာ web development မှာအရေးကြီးဆုံးအခြေခံသဘောတရားတွေထဲကတစ်ခုဖြစ်တယ်လို့ဆိုကြတာပါ web development လောကထဲဝင်ရောက်လာသူတိုင်းအတွက် DOM ရဲ့အလုံးလုံးပုံကိုနားလည်သဘောပေါက်ထားခြင်းဟာမရှိမဖြစ်လိုအပ်တဲ့အခိုင်အမာဆုံးအခြေခံအုတ်မြစ်ကြီးတစ်ခုဖြစ်နေရတာပါ ညီကုတ်ချုပ်အနေနဲ့စဉ်းစားစရာမိန်းကုန်းတစ်ခုခြံထားခဲ့ချင်ပါတယ်ယနေ့ခေတ်မှာရေးပန်းစားနေတဲ့ React, Vue နဲ့ Angular တို့လိုခေတ်သစ် framework ကြီးတွေအားလုံးဟာဒီ DOM ကိုပဲအခြေခံတည်ဆောက်ထားတာပါအဲ့လိုဆိုရင်အဲ့ဒီ framework ကြီးတွေဟာအခုကျွန်တော်လေ့လာခဲ့တဲ့ Memory Tree ကြီးကိုဘယ်လိုနည်းပညာတွေသုံးပြီးအနာဂတ်ရဲ့အဆင့်မြင့် interactive web တွေဖြစ်လာအောင်ဖန်တီးနေကြမလဲဒါတကယ်ကိုဆက်လက်လေ့လာစူးစမ်းခြင်းစရာကောင်းတဲ့အကြောင်းရပါပဲကဲဒီနေ့ရှင်းပြပေးတဲ့အစီအစဉ်ကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်